ကိုမိဘတွေဘဝတစ်ခုရလာလို့ရှိရင်မိဘမရှိဘဲနဲ့ဘဝရနိုင်တာမဟုတ်ဘူးလူဘဝဒါကြောင့်မို့လို့မိဘတွေရဲ့ကျေးဇူးကိုကြည့်ပြီးတော့တုံ့ပြန်ပေးဆက်ခြင်းကြတော့ကျွေးဆက်တယ်လို့ခေါ်တယ်ဒါကတန်မြာစီးပွားမှာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုပဲကျွေးဆက်တယ်ဆိုတော့မိဘရဲ့ကျေးဇူးတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့အပေါ်မှာဘယ်လိုကျေးဇူးရှိတာလဲကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်ပေါ်မှာကျေးဇူးပြုတာအချင်းချုပ်ပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓတ္တိတာရောမိဘတွေကကိုယ့်ပေါ်မှာကျေးဇူးပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းလျှောက်တယ်ဟုတ်တယ်ကိုဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းလျှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းလျှောက်လာခဲ့အဲ့ဒါလို့ဆောင်းလျှောက်လာတယ်ပောဒကကိုယ်ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓတ္တိတာရောဒီလောကကြီးပြတ်တယ်လာခွင့်ပြုတယ်ဒီကျေးဇူးသုံးခုအကယ်၍မိဘကလာခွင့်မပြုဘူးဆိုရင်လူဖြစ်ကုန်မဖြစ်ဘူးဒီကနေ့ခေတ်ကြတော့မလာဖို့တားနေကြတာတွေရှိတယ်လေနော်မိဘကအလားမခံတာတွေရှိတယ်ဆိုတာတတိထားကြည့်လူဖြစ်ဖို့ဘယ်လောက်ခက်လဲဆိုတာစဉ်းစားကြည့်ကိုကတားတဲ့မိဘစီရောက်သွားရင်ကိုယ်အတားခံမှာလူဘဝရောက်မှာမဟုတ်အတားခံရလို့ကြော်ပြီးတော့ရောက်လာလို့ရှိရင်တော့အမိုက်ပုံးနဲ့ရောက်သွားတာတွေတောင်ရှိသေးနော်ဒါကြောင့်မို့မိဘရဲ့ခြေစွတရားကိုဟာလူဘဝကိုအောင်မြင်မြင်ရောက်ရှိလာခဲ့ခြင်းဟာအဗ္ဗဓမ္မခြေစွကြည့်တယ်လို့စိတ်ထဲမှာမှတ်သားထားဖို့ကဲပြီးအတားခံလိုက်ရရင်ကိုဟာလူဖြစ်ဖို့မရှိတော့အဲ့တော့လူဖြစ်လာတဲ့ဆိုတဲ့မိဘရဲ့ခြေစွတရားကိုမမေ့ရမှာဖြစ်တယ်ပေါ့ခြေစွဆိုတာတုံ့ပြန်ပေးဆက်ရတဲ့အရာကျွေးတင်တာလို့ပဲတုံ့ပြန်ပြီးတော့ပေးဆက်မယ်မိမိကိုယ်တိုင်ရှာဖွေလာတဲ့ပစ္စည်းတွေနဲ့မိဘကိုကျွေးရမယ်မွေးရမယ်စောင့်ရှောက်ရမယ်ကိုယ်အနေနဲ့တာဝန်ယူရမယ်ဆိုအဲ့ဒီမိဘကိုကျွေးမွေးစောင့်ရှောက်တာဝန်ယူခြင်းကိုမြတ်စွာဘုရားကတန်မိုးထားလို့မင်္ဂလာကုသိုလ်တစ်ပါးဖြစ်နေဟောခဲ့တာဖြစ်တယ်ပညာရှိတွေသူတော်ကောင်းတွေလက်ခံပြီးတော့ကျင့်သုံးခဲ့တဲ့ကုသိုလ်ကောင်းမှုအနေနဲ့လည်းမြတ်စွာဘုရားဟောတယ်တရားမင်းကြီးတို့စိုးစံတဲ့တာဝရိန္ဒနတ်ပြည်ကနတ်တွေကလည်းပဲမိဘကိုပြုစုတဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့သတ်မှတ်တယ်အဲ့တော့မိဘကိုပြုစုတဲ့လူကိုသူတော်ကောင်းလို့သတ်မှတ်ရင်မိဘကိုမပြုစုဘူးဆိုရင်သူယုံမှလို့သတ်မှတ်တယ်ဆိုအဓိပ္ပာယ်ရဒါကြောင့်မို့ကိုကမိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးဆောင်ရှောက်ပြီးဆိုရင်စိတ်ထဲမှာတို့ဟာကျွေးပေးဆက်နေရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်သားထားဖို့တုံ့ပြန်ပြီးတော့ကျွေးဆက်ခြင်းပဲအကယ်၍မဆက်ဘူးဆိုလို့ရှိရင်ကိုဟာကျွေးတင်တဲ့ဘဝမှာနေသွားတယ်တာဝန်မကျေတဲ့ဘဝရောက်သွားနိုင်အဲ့တော့ကျွေးပေးဆက်ခြင်းဟာလောကမှာသူများစီကချင်းမေးပြီးမပေးတဲ့လူဟာလူကောင်းမဟုတ်ဘူး။နောက်လည်းသူများစီကခြေလို့ရမှာမဟုတ်ဘူး။သူများရဲ့ကြွေးတွေကိုပြန်ပြီးပေးဆက်တဲ့လူမှရှိုးသားသူလူတော်လူကောင်းဖြစ်သတ်မှတ်ကြတယ်။အဲ့ဒါလိုပဲမိဘကမိဘကိုပြန်ပြီးတော့ကြွေးဆက်တဲ့အနေနဲ့ပြုစုတဲ့ပုဂ္ဂိုလ်မှလူတော်လူကောင်းလို့သတ်မှတ်မှာဖြစ်တယ်။မိဘကိုပြန်တုံ့ပြန်ပြီးတော့ကျေးဇူးမဆက်ဘူးဆိုရင်ဒီလူဟာလူကောင်းမဟုတ်တော့ဘူး။ဒါကြောင့်မို့ကျွေးဆက်ခြင်းဆိုတာလောက်ရမှာဖြစ်တယ်